မြန်မာလူမျိုးတွေရဲ့စားတောက်နေထိုင်မှုပုံစံတွေကဘာလို့အစာအိမ်အနာကိုအဖြစ်များစေတာလဲပထမဆုံးအရန်ချင်တဲ့အရန်ဆက်တဲ့အစားအစာတွေကိုနှစ်သက်ကြတာပါဥပမာလက်ဖက်တုပ်အတုပ်စုံတွေကအစာအိမ်နိုင်ရန်ကိုထိခိုက်စေပါတယ်ဒုတိယအချက်ကတော့ကော်ဖီနဲ့လက်ဖက်ရည်ကိုမနက်အစောကြီးအစာမရှိဘဲတောက်သုံးခြင်းဖြစ်ပါတယ်တတိယအချက်ကတော့အစာစားချိန်မမှန်တာအထူးသဖြင့်မနက်စာမစားတာနောက်ကျမှညစာစားတာတွေကြောင့်အစာအိမ်ထဲမှာအက်ဆစ်ဓာတ်တွေလိုရာဓာတ်ပိုများလာပြီးအစာအိမ်ရောင်နာကနေအနာပေါက်တာအထိဖြစ်လာစေပါတယ်စတုထအချက်ကတော့ဒိုင်ကလိုဖန်နဲ့အိုင်ဘျူပရိုဖန်စတဲ့အကိုက်ခဲပျောက်ဆေးတွေစတီးရိုက်ဆေးတွေကိုဆရာဝန်ညွှန်ကြားချက်မပါဘဲအလွန်ကျွံတောက်သုံးတာဖြစ်ပါတယ်ဒီလိုမဖြစ်အောင်အရေးကြီးတဲ့အချက်၃ချက်ကိုလိုက်နာစေချင်ပါတယ်နံပါတ်၁အစာကိုအချိန်မှန်စားပါနံပါတ်2အချင်းဆက်စားတာကိုလျှော့ပါနံပါတ်3အကိုက်ခဲပျောက်ဆေးတွေကိုဆရာဝန်ညွှန်ကြားချက်မပါဘဲကိုယ့်သဘောနဲ့ကိုမတောက်ပါနဲ့အစာအိမ်ကျန်းမာမှကိုယ်ရောစိတ်ပါကျန်းမာမှာဖြစ်ပါတယ်အစာအိမ်လက္ခဏာတွေကြာရှည်စွာခံစားနေရပြီဆိုရင်ဆရာဝန်နဲ့စောစီးစွာပြသဖို့တိုက်တွန်းချင်ပါတယ်မရှင်းလင်းတာရှိရင်ကွန်မန့်မှာမေးမြန်းသွားနိုင်ပါတယ်ကျွန်တော်ကတော့ဒေါက်တာဇင်ညီညီဖြစ်ပါတယ်